စိတ်ကူးတွေနဲ့လူကဘာတစ်ခုထွင်ခဲ့သူသမိုင်းအသေးရေးခဲ့သူဘာဥစားဘဝနဲ့သူဟာမြမလို့ခေါ်ခဲ့တယ်နဲ့နမိတ်ရဲ့ကပြည့်ထက်ကြောက်စာတွေရှားသဝင်းထက်ကငြိမ်ချမ်းမှုနဲ့လင်းလက်သောဘာသာတစ်ခုရဲ့သူရဲ့ကောင်းလို့ထင်ရှားခဲ့ရမြမတို့တွေရဲ့တမိုင်းများအလေတန်ပါဒီပါကနမုနာမကန်လို့ခေါ်ညွှန်ရရာဇဝင်များချက်မြောက်ရကနဦးမူလာအစကြော်စောရကုန်တဲ့ဘဝသူဟာတို့အတွက်ဖျားပေးတဲ့သူပါရှားသဝင်းထက်ကငြိမ်ချမ်းမှုနဲ့လင်းလက်သောဘာသာတစ်ခုရဲ့သူရဲ့ကောင်းလို့ထင်ရှားခဲ့ရမြမတို့တွေရဲ့တမိုင်းများကဘာမှထင်ရှားတဲ့မြမအမ်တရေတွေလည်းမကြောက်ပါရှမ်းတွေတွေလည်းမမူပါဟဲရှောက်ကြပါသားတဲ့တို့မြမကဘာမှထင်ရှားတဲ့မြမအမ်တရေတွေလည်းမကြောက်ပါရှမ်းတွေတွေလည်းမမူပါဟဲတို့တွေရဲ့တမိုင်းများကဘာတစ်ခုထွင်ခဲ့သူတမိုင်းအသေးရေးခဲ့သူဘာဥစားဘဝနဲ့သူဟာမြမလို့ခေါ်ခဲ့တယ်နဲ့နမိတ်ရဲ့ကပြည့်ထက်တောက်စားတွေရှားသဝင်းထက်ကငြိမ်ချမ်းမှုနဲ့လင်းလက်သောဘာသာတစ်ခုရဲ့သူရဲ့ကောင်းလို့ထင်ရှားခဲ့ရ